ကျွန်တော်တို့ရဲ့ဒီစစ်စင်ကြီးတွေကသူတို့ကထိန်မယ်တမလားခါကြလဲတနာပါတယ်ဗျာယုံတောင်ပြေးပါတယ်ယုံတောင်ပြေးခွေးမြောက်လိုက်နားပါတယ်ဗောနော်အဲ့လိုမျိုးဟုတ်ကဲ့ဟိုပြင်းလေးမပူပါနဲ့ဗောနော်ဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျာတို့စိန်ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်တွေကဆိုရင်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ new dollar နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာbro ရန်ကုန်မှာစုံနေတယ်ဟုတ်ကဲ့ bro စုံမှာကျွန်တော်ခင်ဗျားစီလာခဲ့မယ် bro ဒါသာခင်ဗျားနဲ့ကျွန်တော်လည်းအတူတူတွဲပြီးတော့ဆွဲမယ်နော်ကျွန်တော်တို့မှာဟို box တွေအများကြီးပါလာမှာလေနော်အဲ့လိုမျိုးပြောတယ်ဆိုတော့အရှိကျွန်တော်ဗရာမိလိုက်လားမသိကျွန်တော်ရှိအလဲတော့ပြောရလေဟိုအဲ့တနက်ဟိုလက်နဲ့မလောက်ရင်နဲ့တလက်ထဲနဲ့အစင်မပြင်း3လက်လောက်ယူရပါလားဆိုကျွန်တော်မနိုင်ပါဘူးလို့ဘယ်လို3လက်ဟုတ်ကိုရေးတဲ့ကောင်းလေးမျိုးလေးပြန်ကျင်ပြီးကျွန်တော်တို့အရန်ကိုတန်ဖိုးထားတဲ့မျိုးကျွန်တော်စတန်နာတူရဲကျွန်တော်ပြောရတယ်ကျွန်တော်စတန်နာတူရဲဆိုတာထက်ပေါ့နော်ကျွန်တော်တို့ဒါခန်းစားချက်ပြောမှာအဲ့ကောင်းလေးမျိုးကိုလုံးဝကိုရှယ်ဆောက်ပေးမှာကျွန်တော်တို့မှတောင်းဝင်ရှိတယ်ကောင်းလေးမျိုးကမိဘတွေကိုကျွန်တော်တို့ကို၌လာတွေ့မှာကျွန်တော်မှတောင်းရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးလုတ်ခံထားတာအဲ့လိုတက်လာတဲ့အစိုးရမလုပ်ပေးဘူးဆိုရင်ကျွန်တော်အဲ့အစိုးရကိုဖောင်းထုတ်မှာကျွန်တော်တို့ကဒါကျွန်တော်တို့ပြောထိုက်တာကျွန်တော်ပြောမှာဒါပေမဲ့ကျွန်တော်ကလည်းဒါကတော့ကျွန်တော်လည်း lobby မဟုတ်ဘူးကျွန်တော် lobby မဟုတ်ဘူးဒါကကျွန်တော်တခါတည်းဥပမာကျွန်တော်မိပါတယ်ကျွန်တော် lobby မဟုတ်ဘူးဒါပေမဲ့ပြောထိုက်တယ်ဆိုကျွန်တော်ပြောတယ်ဆိုတာကျွန်တော်ရဲ့ YouTube မှာတွေ့မှာအဲ့တော့ calling ကကျွန်တော်တို့ရဲ့အသေးနှလုံးဖြစ်သွားပြီအဲ့မျိုးကို share ဆောက်မှာဗျာအဲ့မျိုးမဆောက်ပေးတဲ့လူနဲ့ကျွန်တော်လည်းတွေ့မယ်တကယ်ကျွန်တော်ပွင့်လင်းပြောတာပြီးတော့ရှိသေးတဲ့ချင်းပြည်နယ်ထန်တလန်လူမျိုးတွေပြီးတော့ concrete ဆောက်မှာကျွန်တော်တို့ share ဆောက်မှာလုံးအောင်အဲ့လိုမျိုးဒါကျွန်တော်ရဲ့စန္ဒပေါ့နော်ကျွန်တော်တူလည်းပြပါတာပေါ့နော်ဟုတ် DJ ရဲ thank you ပါကျေးဇူးတင်ပါတယ် brother ကျေးဇူးတင်ပါတယ် brother ဟုတ်မောင်လေးရှင်းလေးရေးတဲ့ရန်ကုန်ရောက်ရင်တဲ့မော်ဘီကိုထမင်းကျွန်တော်မော်ဘီခဏလာတယ်မကြီးကျွန်တော်မော်ဘီခဏလာတယ်မော်ဘီမှာကျွန်တော်တငယ်ချင်းတွေအများကြီးရှိတယ်ဗျာဟုတ်တယ်နော်အဲ့လိုမျိုးနော်အဲ့လိုမျိုးမော်ဘီထောက်ကျန်โอเคနော်ဟုတ်တယ်နော်ကျွန်တော်ဟုတ်လက်နက်ကြီးစမ်းသက်ပစ်ခတ်တာတွေဟုတ်တယ်နော်ကျွန်တော်မော်ဘီမှာရှိတဲ့လူတွေသိပါတယ်ဗောနော်ဟုတ်ကဲ့ဆိုတော့ဒီချင်းတွေပေါ့နော်အဲဒါကြောင့်ကျွန်တော်ရန်ကုန်အတွက်ဆိုတော့မပူပါနဲ့ဘာမှမကြောက်တောင်းဝင်တော်ကောင်းနေကြောက်နေလောက်ပြီမန်းလေးမှာတော့လောက်ကြောက်နေတာဗျာလမ်းမှာတွေ့လို့ဟိုမှာခေါင်းလေးဒီနားလေးခေါင်းလေးနာနေလို့ပတိလေးစီးရတဲ့ကောင်လေးကိုပတိကိုတင်းဖြီခိုင်းပြီးတော့အတွင်းထဲမှာဒဏ်ရာမတွေ့လို့တဲ့မင်းရတဲ့သူ့လူပဲတဲ့မင်းကထောက်လန်းရေးပဲဆိုပြီးတော့ရိုက်နှက်ပြီးတော့ဖမ်းဆီးသွားတယ်ဆိုတော့ပြီးမှသူမိဘတွေကသွားထုတ်စဉ်းစားကြည့်ပါအောင်ကျွန်တော်မိဘတွေကလေးကရိုက်ခံရသေးတယ်ကောင်လေးကပြီးတော့ပတ်စံသွားထုတ်ရင်လည်းပဲပတ်စံပေးရအောင်မှာအဲ့ဒါပြီးတော့လာအောင်မဲ့ခံဝင်တွေပါတယ်ညာနဲ့ခလေးကသူ့ဘာသူခေါင်းနာနေလို့ခေါင်းနာတော့ကွဲတော့မကွဲဘူးဗျာခေါင်းနာနေလို့ပတိလေးစီးပြီးတော့ဟိုကဖြစ်တာလေအဲ့ဒါကိုလှုပ်သွားတာအဲ့ဒါမန်လေးမှာရှိတယ်ကျွန်တော်မိပါတယ်စဉ်းစားကြည့်တာသိတယ်ဟုတ်တယ်နော်ကျွန်တော်တို့အဲ့လောက်ထိကိုကျွန်တော်တို့မိသားစုတွေအတူလှုပ်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်ရခိုင်သတင်းလေးကြားခြင်းနဲ့ဟောက်ကဲဗျာရခိုင်တော့ကတော့အရကတော့ပူပါနေပေါ့နော်ပူပါနေဘာတော့ဘိုးချုပ်ထွန်းမြတ်နိုင်ပေါ့နော်ဘိုးချုပ်ထွန်းမြတ်နိုင်အကြောင်းကိုပြောတိုင်းကျွန်တော်လေးပြပါတယ်ဘိုးချုပ်ကျွန်တော်နိုင်ငံကဒီလိုလိုချင်နေတာပါဒီလိုခေါင်းဆောင်တွေကိုလူငယ်လူလက်ပိုင်းခေါင်းဆောင်တွေကိုကျွန်တော်လိုချင်နေတာပါဒီလိုအတွက်လည်းပဲဗိုလ်ချုပ်တို့ခုလိုမျိုးဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ပေါ့နော်အရကတက်တော် AA ကနေအရှိကနေပြီးဥဆောင်လမ်းပြလုပ်ပေးတဲ့အတွက်လည်းကျွန်တော်အားလုံးအတူတူကြပါတယ်ရခိုင်သားတွေကိုယူပါရခိုင်မှာဒီလိုမျိုးပြတ်သားရဲရှင်းတဲ့ရေချင်းရှိတဲ့ခေါင်းဆောင်မျိုးဝင်ရကြပါကျွန်တော်နိုင်ငံမှာဒီလိုခေါင်းဆောင်တွေလိုနေတာနောက်လဲလိုအောင်မယ်ဒါကြောင့်ကျွန်တော်တို့ဗျာအတူတူလုံနေကြတာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့တိုက်ခိုက်ရေးကိုစတင်ပြီးခဲ့တာရခိုင်မှာကျွန်တော်ရဲ့ပေါ့နော်ဒါဒီအထူးလေ့ကျင့်ပေါ့နော်ကွန်မန်ဒိုပေါ့နော်အထူးလေ့ကျင့်ကိုတိုက်ခိုက်တင်ညာပေးခဲ့သူကရခိုင်မှာပြီးတော့ကျွန်တော်ကိုစစ်ကြောရေးပါပါတယ်ကျွန်တော်ရဲ့တင်တဲ့ခုကျွန်တော်မှတ်မရလိုက်ပြီစစ်ကြောရေးပေါ့နော်စစ်ကြောရေးလေ့ကျင့်ရေးတင်တဲ့ကိုလေ့ကျင့်ပေးခဲ့တာလေရခိုင်နေပါကျွန်တော်ရခိုင်နေကျွန်တော်ဒါအချက်ပါတယ်ပေါ့နော်မပူပါနဲ့အဲ့လိုမျိုးမင်္ဂလာပါဟုတ်ကဲ့နမ်ဟိန်ဟုတ်ကဲ့လာရှိုမဟန်ကပါကိုရှင်လေးကျေးဇူးပါအခုလိုမျိုးပေါ့နော်ဒါကျွန်တော်နဲ့အတူတူဟိုဖြစ်နေတာဟိုငွေကြီးရဲဘော်ရဲဘက်မိသားစုပေါ့နော်ဘီကင်းလုံခြုံဖို့နော်ဒါ
နံပါတ်1ဦးစားပေးပါရေးကြည့်ပါတယ်ဗောနော်မြေမျိုးကိုလည်းလာခဲ့ပါကိုရှမ်းလေးတဲ့မြိတ်မှာကျွန်တော်ညီလေးတွေရှိတယ်ကျွန်တော်ညီလေးတွေရှိတယ်เนาะအဲ့ဒါအားလုံးမျိုးဗောနော်အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးကပြည်သူတွေအားလုံးနဲ့အတူတူရှိနေတယ်ဆိုတာကိုကျွန်တော်ပြောတာဗောနော်ဒါပြောတဲ့စကားနဲ့တဲ့ဟုတ်ကဲ့ဗျဟုတ်ကဲ့ဟိုစိတ်ချမ်းသာရပါတယ် fight တွေမှာဟုတ်ကဲ့ဗျတကယ်အမှန်တရားကိုကျွန်တော်ပြောနေတာပါကျွန်တော်ဟိုလိန်ညာပြောနေတာတခုမှမရှိပါဘူးဒလန်တွေကိုရှင်းပါတော့ဟုတ်ကဲ့ဗျဒလန်ကတော့ဗျတက်မလားဟိုရှင်းတော့မှဝင်းတုတ်တော့လောက်ပါမလားမသိဘူးကျွန်တော်တို့နိုင်ငံဘယ်လိုနိုင်ငံလဲတကယ်နော်ဒါပေမဲ့ပြဿနာမရှိပါဘူးသူတို့လဲပေါ့နော်ဒါဒီချိန်မှာတော့အချို့ကြတော့လဲနားလည်နေပါပြီပေါ့နော်အဲ့လိုမျိုးနားမလည်ရင်လည်းပဲပြောလို့မကောင်းအဲ့လိုမျိုးလူတိုင်းရတဲ့အမှားမကင်ဘူးတဲ့အမှားကိုအမှားမှန်သိပြီးတဲ့ဘယ်လိုမှန်အောင်လုပ်ရမလဲဆိုတာကိုတဲ့စိတ်ရှိပြီးတာကိုအရေးကြီးတယ်မှန်တယ်ကျွန်တော်တို့ကြိုးစားပြင်ဆင်နေရတယ်ကျွန်တော်တို့လည်းအမှားလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှားလေးတွေကိုကျွန်တော်တို့ရုံဝင်လေးအဲ့ဒါချစ်ဖို့ကောင်းတယ်ဆိုပါတော့ဗျာကျွန်တော်တို့မှားသွားရင်တော့မှကျွန်တော်တို့ကိုချက်ချင်းပြစ်မတင်သေးပဲနဲ့သူတို့ကဘယ်လိုလဲဆိုတော့ဗျာဒီလိုတော့ရှိတယ်ဒီလိုချောင်းရရှိတယ်သူများရဲ့အမြင်မှာတော့ဒီလိုဖြစ်နိုင်တယ်ပေါ့နော်ဒါလေးနဲ့ထိန်းချောင်းပေးတာလေးကိုကျွန်တော်တို့တကယ်ကိုတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးနောက်ဆုံးဗျာကျွန်တော်မျက်နှာလေးပြတ်သွားရင်တော့ဟာကိုရှင်းဘယ်လိုဖြစ်တာလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမေးတာတွေအများကြီးရှိတယ်ကျွန်တော်လည်းမဟုတ်ခြားရဲဘော်လည်းထုတ်လို့ကောင်းမယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ဗျဟုတ်ကဲ့တပီပန်းနေလည်းတတိထားကြပါဟိုကျော်စင်ဥယေဒီမှာတပီပန်းတွေးလို့ဖမ်းနေတာလေရှိနေတော့စိတ်ညစ်တယ်ဗျာဒီကောင်လေးဟုတ်တော့ဒီတပီပန်းဆိုတာတကယ်တော့ကျွန်တော်တို့နိုင်ငံအတွက်ကဖျားပန်းကတ်တယ်ဆိုလဲဒီတပီပန်းနေတုံးကြတာနော်ဒီပန်းအိမ်တိုင်းဒီဘက်မှာအချို့မှာစိုက်တောင်စိုက်ကြသေးတယ်လေဆိုတော့ကတော့ဒီပန်းကိုဈေးမှာရောင်းလာရင်လည်းပြဿနာရှာဒီပန်းကိုတွေ့ရင်လည်းပြဿနာရှာနှင်းစီပန်းချိန်ကြတော့လည်းနှင်းစီပန်းလေးပန်လို့လည်းအဆင်မပြေဆိုတော့ဘလို့လဲတတ်မှလားအဲ့လိုချင်းနေမျိုးလိုင်းကမကောင်းဟုတ်ကဲ့ဗျာအဆင်မကောင်းဗျာလိုင်းမကောင်းလို့စောလာကြည့်ဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်စကားပြောတာနည်းနည်းလေးတော့ကြာသွားတယ်ဗျာဘာလို့ဒါမှကျွန်တော်မိသားစုတွေနဲ့ကျွန်တော်ခုနခုလိုစကားပြောတာလေးလည်းကျွန်တော်လည်းကျင်းတတ်ပါတယ်အုတ်ချိုမှုစိတ်မှုတွေပြတ်ရှင်းပါဟုတ်ကဲ့ဗျာဟုတ်ကဲ့အဲ့ဒီနေရာအတွက်ကျွန်တော်တို့လူငယ်တွေပြန်ပြီးတော့အစားထိုးဝင်ရောက်မှာပေါ့နော်အခုတည်းကလည်းအုတ်ချိုရေးမှုတွေပေါ့နော်အုတ်ချိုရေးမှုတွေသတိထားပါပေါ့နော်ဟုတ်ပါတယ် sorry ပါ for step ရေး master B ပြောတာတွေကသူ့အထားပါကြောက်တယ်လို့မဆိုမဟုတ်ကျွန်တော်အဲ့ဒါပြောတာမဟုတ်ကျွန်တော်ကဗျာဟိုကြောက်တယ်ဆိုတော့ master B ပြောတဲ့လူတွေကိုကျွန်တော်ပြောတာမဟုတ်ပြောချင်တာကကျွန်တော်တို့ကဒါကျွန်တော်တို့အခုလူမျိုးဓမ္မဘက်မှာယက်တည်နေတဲ့သူတွေကမတ်တက်ပြီးတော့ပြောတာမတ်တက်ပြီးပြောတာကိုကျွန်တော်ဆိုလိုတာမဟုတ်ဘူးကျွန်တော်ဆိုလိုတာကမင်းတို့ကိုမကြောက်လို့ငါတို့ဒီလိုပြောနေတယ်ဆိုတာမျိုးပြောတာအဲ့လိုမျိုးသူတို့ကြောက်ရင်ဗျာကျွန်တော်ယုတ်ကြည်ဆိုတော့လည်းသိမှာပေါ့အာဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့သတ်မှတ်လားအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်တို့လုံးဝခင်းမဆိုင်ဘူးရန်သူကိုရန်သူလို့ဆက်ဆံရမယ်အချိန်ဟုတ်တယ်နော်ကျွန်တော်မြင်ပါတယ်ရန်သူကရန်သူလို့ကျွန်တော်တို့ဆက်ဆံတယ်ရန်သူကိုရန်သူလို့ဆက်ဆံနိုင်ဖို့ကျွန်တော်တို့စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်ခဲ့ပြီဒါဆိုရင်တော့ရန်သူကိုရန်သူလို့အားကြောင့်လက်ရှိဖက်စစ်အောက်မှာရှိနေတဲ့လူတွေအကုန်လုံးနောင်နာရကြလို့ခုချက်ချင်းဖတ်ပြောင်းလို့ခင်ဗျားတို့မှာအခွင့်အရေးမရှိတော့ခင်ဗျားတို့မှာရွေးချယ်ခွင့်လည်းမရှိဘူးခင်ဗျားတို့အသက်ရှူခွင့်ကကျွန်တော်တို့ပြည်သူဆုံးဖြတ်မှာအဲ့လောက်ဆိုရင်ဘောပေါက်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဥဆောင်မင်္ဂလာပါဘူဘူဟုတ်ကဲ့တောင်ငူကလည်းလာပါတောင်ငူကျွန်တော်လာတယ်တောင်ငူကျွန်တော်လာတယ်တောင်ငူကလည်းကျွန်တော်လူတက်တာလေဟုတ်တော့ဟုတ်ရှမ်းရည်တဲ့တန်လင်းမှာထိုင်းရည်တူတောက်မယ်ဘာလဲကြော့ကြော်လေးနဲ့ဟုတ်တယ်နော်ကိုစီဟုတ်တယ်နော်ကြော့ကြော်လေးနဲ့ဟုတ်တယ်နော်ဖုန်းသေးဝယ်ပြီးလားကိုရှမ်းရည်တဲ့ဟုတ်ကဲ့ဗျဒီကောင်ကအခုပေါ့နော်ဒီဖုန်းကကျွန်တော်ကျွန်တော်တို့မိသားစုတူကကျွန်တော်ကိုဒါပေါ့နော်ကိုရှမ်းဖုန်းမကောင်းဘူးဆိုလို့ပေါ့နော်ဖုန်းမကောင်းဘူးဆိုတော့သူဝယ်ဖို့အတွက်ပေါ့နော်ဟိုအကူညီပေးထားတာပေါ့နော်ဖုန်းလေးတစ်လုံးကျွန်တော်ရပါပြီပေါ့နော်ဖုန်းလေးတစ်လုံးရပါပြီအဲ့လိုမျိုးကျွန်တော်ဝိုင်းပြီးတော့အဲ့လိုမျိုးဟိုကူညီပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလည်းခုနကပြောသလိုဒါဟိုဒါပွင့်လင်းမှာပဲပေါ့နော်ပွင့်လင်းမှာပဲပြဿနာမရှိဘူးကျွန်တော်အဲ့လိုမျိုးပေါ့နော်ဒီကိုင်းဘက်ကဘာကြားသေးလဲကိုရှမ်းနဲ့ရခိုင်ကိုစိတ်ချပါကိုမောင်ကျွန်တော်ရခိုင်သွားခြင်းနေ Oppo A57 မြန်မာပြည်နယ်အောက်ပိုင်းတင်းလာကြီးတဝဲလေးတွေကိုအလေလာပါဟုတ်ကဲ့ကျွန်တော်တို့အဲ့နေရာကိုရင်ရောက်မလားမသိဘူးဗျဘာလို့ဆိုကျွန်တော်ခုနပြောပြတာလေမြန်မာပြည်ရဲ့မိပိုင်းဟုတ်တယ်နော်ဘာလို့ဒီလိုရှိတယ်လေနော်ဒီလိုရှိရဆိုတော့ဟိုဒီလိုရှိရလေဟိုကျွန်တော်မိပါလေမြင်မလားမသိဘူး
ဟိုဘက်ကဒီလိုရှိတယ်ဗျဒေတာဒီလိုရှိတယ်ဆိုတော့ခါကျတော့ဟိုစုံမှာပဲကျွန်တော်တို့စုံမှာပဲပြီးတော့ရင်တော့အမှုတ်ကျိတ်လိုက်တော့ပြီးအကောင်ထွက်ပြေးထွက်ပြေးသွားမင်းတို့ရုရှားလားမင်းပြေးတဲ့နိုင်ငံတိတ်မရှိဘူးရုရှားပြေးတရုတ်ကတော့လက်ခံမှမထင်ဘူးဗျဒါမှအီရန်ပြေးပေါ့ဗျနော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်စီဟိုကျွန်တော်လည်းတဘာမဟုတ်ဘူးကျွန်တော်လည်းဗာလဲဥယျာဉ်မမဟုတ်ဘူးကျွန်တော်ဥယျာဉ်မမဟုတ်ဘူးကျွန်တော်ဗာလဲဟိုနော်ဒီဘိုးချုပ်ထုံးမြတ်နိုင်လည်းမဟုတ်ဘူးနော်ဒါပေမဲ့ချေမှာအဲ့လိုမျိုးကျွန်တော်လူငယ်လူပဲကျွန်တော်ပြောတာဟုတ်တယ်နန်စီရီယန်တွေအတွက်ကတော့ရင်လေးစရာပါနော်ကျွန်တော်အဲ့လိုပဲပြောမယ်နော်နန်စီရီယန်တွေအတွက်ကတော့ရင်လေးစရာပါ every loading နန်စီရီယန်အတွက်ကရင်လေးစရာပါဥယျာဉ်မွန်ရဲ့တူမတက်ခံတယ်ဆိုတာမဟုတ်ပါဘူးဥယျာဉ်မွန်ရဲ့တူတွေတူမတွေလည်းမဟုတ်ပါဘူးအဲ့ဒီဖြစ်စဉ်ကလည်းပဲအရင်တော့တဲ့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်တရက်လို့ကျွန်တော်တို့သိထားရပါတယ်ကျွန်တော်မနေ့ကညသတင်းမှာလည်းကျွန်တော်ပြောခဲ့ပါတယ်ပေါ့နော်စိတ်မပူပါနဲ့ဒါကမန်လေးကိုအကြောက်တရားသွင်းတာပါမန်လေးကပြည်သူတွေကြောက်မလားလို့ပေါ့ဗျာဒါပေမဲ့မန်လေးကပြည်သူတွေကဓာသွေးနေတာသူတို့မသိဘူးသူကမန်လေးပြည်သူတွေကိုဒီလိုဓာတ်ပုံတွေထုတ်ပြလိုက်ပြီးတော့ဥယျာဉ်မွန်နာမည်နဲ့တက်လိုက်တဲ့ခါကျတော့ဒီဟာကလူပို့ပြီးစိတ်ဝင်စားရမယ်လူတွေပို့ပြီးတော့မြင်သွားမယ်ပေါ့ဗျာအဲ့လိုပုံစံမျိုး तू ကသူတို့လောက်တာဟိုရွေးချက်ရှိတယ်ဘာတော့ဥယျာဉ်မွန်ရဲ့နာမည်ကိုတက်လိုက်တဲ့အတွက်ဒီဟာကိုလူတွေအရန်ကြည့်သွားမယ်ဘယ်နဲ့ view တွေရများသွားမယ်ဒါသတင်းရဲ့ချက်ချင်းအုံးသူပွင့်သွားမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ပြီးတော့မန်လေးပြည်သူကိုလည်းအကြောက်တရားထည့်လိုက်မင်းတို့ဒီလိုဆိုရင်တော့မင်းတို့ဒီလိုလောက်ခံရမယ်မင်းတို့ထားကိုကြည်ထားဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးဒါပေမဲ့ဗျာကျွန်တော်တို့ကငကိုတွေကကြောက်တက်မှတော့ဒီဒေါ်လာရေးမပါစရာကိုမရှိတာဟုတ်တော့မင်းလေးပြည်သူဓာသွေးနေတာသူတို့မသိဘူးဒီလူတွေကတကယ်ခံရအောင်မယ်ကိုရှမ်းရေးတဲ့ဟုတ်ကဲ့ကျေးဇူးပါအောင်ကိုရေးဟုတ်ကဲ့ဝိုင်းပြီးရုံးမယ်ကျွန်တော်တို့ရုံးရမှာဒါကြောင့်ကျွန်တော်ကပြောတာအရှိမကျွန်တော်ဒီဒေးလို့ပြောခဲ့တဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုရှိတယ်အဲ့မှာတော့ကျွန်တော်ပေါ့နော်ကျွန်တော်ပြောတဲ့ဒီဒေးဆိုတာကိုကျွန်တော်ရဲ့ညီကိုကြီးဆိုသိတယ်ကျွန်တော်ကအမြဲတမ်းပေါ့နော်ဒါတစ်ခုလေးကိုကျွန်တော်ချိတ်ဆက်ပြီးတော့ပြောတတ်တယ်ကျွန်တော်ကဗျာအခြားဟိုပေါ့အခြားဟိုကျွန်တော်တို့အခြား YouTuber တော့၎င်းပါဗျာအခြားတော့ကျွန်တော်တို့ဒီ YouTube ပေါ့နော် YouTube social ပေါ်မှာပေါ့နော်တွေ့တဲ့လူတွေသိမြင်တင်တယ်ဗျာကျွန်တော်သူတို့ပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးနော်ကျွန်တော်ကစကားတွေရှောင်ပြီးမပြောတတ်ဘူးဗျာကျွန်တော်တဲပဲပြောတတ်တယ်ပြောချင်တာကဗျာအချို့ဆိုခေါင်းစဉ်တွေရှိတယ်ဗျာခေါင်းစဉ်တွေဆိုတော့ဘယ်သူကတော့ဘာကြီးကိုဖြစ်သွားပြီဆိုတော့မာလာထွက်ပြေးပြီးဆိုတော့ဟိုလူကတော့ခေါင်းစဉ်အကြီးတွေရေးလိုက်တဲ့အချိန်မှာပြည်သူဟိုဒီ social ပေါ်တက်လာတဲ့လူတွေဒီခေါင်းစဉ်ကိုကြည့်ပြီးတော့စိတ်ဝင်စားပြီးတော့ဝင်ကြည့်မယ်ပေါ့ထဲထဲမှာတော့အပြင်ကရေးထားတဲ့ခေါင်းစဉ်နဲ့အောက်ကတွင်းထဲကပြောတာတွေနဲ့ဘာမှမဆိုင်အဲ့လိုအများကြီးကျွန်တော်မိဘတွေကြုံမှုမယ်လို့ထင်တယ် YouTube မှာ Facebook တွေမှာအခြားသောနေရာတွေမှာပေါ့အများကြီးပေါ့နော်ဆိုတော့ဒါကဒီ channel ကိုလာ view ရဖို့ဆိုတော့ကော subscriber ရဖို့ဆိုတော့ကောသူတို့ကလောက်တာလေတွင်းဒါပေမဲ့ကျွန်တော်ပေးတဲ့ခေါင်းစဉ်တိုင်းကဟာလာအထိပ္ပယ်ရှိတယ်ကျွန်တော်အဲ့နေ့တော့ပြောပါတယ်ဟာဒီလေးရှမ်းလေးတစ်ကောင်ပဲអော်တယ်ဟေးအဲ့တော့ရှမ်းလေးអော်တာအကြောင်းပဲမဟုတ်ရှမ်းလေးអော်နေတဲ့အချိန်မှာပဲဒေါက်တာတေဇာဆန်းကမန်းလေးရောက်နေပြီလေဟုတ်လားကျွန်တော်မိပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိပါတယ်ဟုတ်လားမဟုတ်လားကျွန်တော်တစ်ချက်ပြန်ဖြေပေးပါကျွန်တော်လက်ညှိုးထိုးမိတယ်ဆိုတာဒီလိုမျိုးပါကျွန်တော်လက်ညှိုးထိုးချိုးကရိုင်းနေလို့ထင်တယ်လေအားကြောင့်ကျွန်တော်ပြောတာကျွန်တော်ရဲ့အမှုရာတော့မှကျွန်တော်ရန်ခွေးဆိုင်ပါတယ်ဆိုတော့ကျွန်တော်ဒီဒေးလို့អော်လိုက်တဲ့အချိန်မှာဒေါက်တာအိုက်ညနော်မနေအဲ့လိုမျိုးမနေမနှောင်းမှာဒေါက်တာတေဇာဆန်းမန်းလေးရောက်သွားပြီဟုတ်တယ်နော်ကျွန်တော်တို့အကြောင်းမှမပြောဘူးဒါလို့ဆိုရင်ဟိုကျွန်တော်မိပါတယ်သိကျွန်တော်ညီကိုတွေဆိုသိတာဗောအမြဲတမ်းကြည့်နေတယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကျွန်တော်အခြားမေးစင်အခြားသိချင်စရာလေးတွေရှိရင်ကျွန်တော်ရေးလိုက်ပါဘာလို့ကျွန်တော်တို့အချိန်လဲကြာပြီဆိုတော့လေအချို့ဗောနော်အားနာလို့ပါကျွန်တော်အခြားမိပါတယ်ညီကိုမောင်တို့အားနာလို့ပါနော်ဟုတ်တယ် AR တိုင်းမြောင်းများမှာဟုတ်ကဲ့ကျွန်တော်တို့သိတယ်အိုက်စီးတွေအကုန်လုံးကျွန်တော်တို့ဒီမှာရှိတယ်အချို့ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုမှတ်တမ်းတွေပါကျွန်တော်တို့မှာရှိတယ်အဲ့လိုမျိုးရှိတယ်နော်ဒါကျွန်တော်အမှန်တရားပြောတာဒါပေမဲ့ကျွန်တော်တို့ကဒလန်ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးလှုပ်ချင်တာလှုပ်တဲ့အဖွဲ့ထဲမှာကျွန်တော်မပါဘူးကျွန်တော်တို့ကစစ်စင်ရေးတစ်ခုကိုကျင်ညာပြီးတော့မှအဲ့ဒါကိုတရားဝင်ပြောမှာမင်းတို့နမ်စီရီယန်နေမင်းတို့ပြည်နေပေါ့ဒါမှမဟုတ်မင်းတို့ထွက်ပြေးရင်ပြီးတော့စစ်ပေါ်မနဲ့ရေဝန်တစ်ခုလုံးပေါ့ဗျာဟုတ်လားမင်းတို့ကိုเจ้าကိုတီနောက်ဆုတ်အဲ့လိုပြောတာနောက်မဆုံးရင်တော့ကျွန်တော်တို့အစိုးမဆုံးနဲ့အဲ့ချိန်ကျမှကျွန်တော်တို့ကဒလန်ကိုရှင်းနေတော့ပါတော့ညာတော့ကျွန်တော်တို့ဒလန်ကိုဗျမ်းမတာဘယ်တော့မှမစင်ခေါင်းစဉ်မဲ့ကျွန်တော်မလုပ်ဘူးအဲ့လိုမျိုးတကယ်လို့ပေါ့နော်အမှားယွင်းရှိသွားတဲ့ကိစ္စမျိုးတွေရှိခဲ့တယ်ဆိုလဲအဲ့ဒီလူတွေအကုန်လုံးကလည်းပဲကျွန်တော်တို့ဒီပေါ့နော်တရားစီရင်ခွင့်အောက်မှာပြည်သူရဲ့တရားစီရင်အောက်မှာခံရမှာပဲ
ခုနကျွန်တော်ရှေ့မှာပြောလို့ပေါ့နော်တရားရေးနဲ့ဒါပေါ့နော်ဒါစီစီကန်ထိန်းသိမ်းရေးအဖွဲ့တွေရှိတယ်စည်ရင်းတွေလည်းရှိတယ်မပူနဲ့ဟိုကျွန်တော်ရဲ့မိသားစုမပူနဲ့ဟုတ်တယ်ဟို TMW ကျွန်တော် TNW ရေးပြကျွန်တော်တို့သိရပြကျွန်တော်တို့သိရကျွန်တော်သိတယ်ဒီနေ့မှာရန်ကုန်မှာတွေ့မယ်ဟုတ်ကဲ့ရန်ကုန်မှာတွေ့မယ်ကျွန်တော်တို့ပြီးသွားရင် password ထဲမှာတကြံတော့ရှောက်သွားမယ်ဟုတ်တယ်ဟုတ်တူတန်းမှာထမင်းစားမယ်ဟုတ်တယ်နော်ကျွန်တော်မြင်ပါတယ်ဟောမြင်းဒီကုန်းမှာဒီတော့တောင်းဟုတ်တယ်လဲတန်းမှာ fancy လေးတောင်းရမယ်ဟုတ်တယ်နော်